မင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်သပါရစေအခုပြောပြမှာကတော့ကလုံးရှိုးတိုင်းပွဲကြောင်းဖြစ်ပါတယ်ကလုံးရှိုးတိုင်းပွဲကိုတကယ်အမှန်တကယ်စတင်ခဲ့တာကတစားမုံလာပြင်းညမှာဖះကိုပူဇော်မှုအတွက်ထိမ့်မဲ့နေနဲ့စတင်ခဲ့တယ်လွတ်လပ်ရေးရပြီးရဲ့ချိန်နောက်ပိုင်းအစားပြီးတော့ကလုံးမျိုးအောင်ပြီးအောင်ချမ်းသာဖះကိုရီမန်းပြီးတော့ညဘက်မိကြတဲ့ပွဲကိုစတင်ပြုလုပ်လာခဲ့တယ်1960နောက်ပိုင်းမှာတော့မီရှိုးတိုင်းလို့ခေါ်တဲ့တိုင်ကြီးတွေကိုစတင်သုံးပြုလာပြီးယနေ့ခေတ်မီရှိုးတိုင်းအနေနဲ့ပွဲတော်လုံးလာတာဖြစ်ပေါ်လာခဲ့တယ်ပေါ့နော်အစားပိုင်းကာလာတွေမှာတော့ကျင်းတူးတိုင်ထောက်ပြီးတော့မှလူငယ်တွေကနေပြီးတော့ရင်းနှီးကြီးဆွတ်ထားတဲ့အဝတ်တွေကိုမိတော့တူယူပြီးတော့တိုင်ထိပ်တို့တက်ပြီးတော့မိရှို့ရတယ်ပေါ့နော်1980ပြည့်နောက်ပိုင်းလောက်ရောက်လာတဲ့ခါကျတော့တာယာကုန်းမိရှို့တိုင်းကနေစားပြုပြီးတော့မိရှို့တိုင်းရဲထိပ်မှာရန်လေးတွေဆင်ပြီးတော့စတင်ပြုလုပ်လာခဲ့ကြရပါတော့မိကြီးမိပန်းရန်မိအလားတွေကိုစတင်ပုံဖော်လာကြတယ်နောက်ပိုင်းတာယာကုန်းဟင်းတာကုန်းပရာဟီတာနဲ့ရပ်ကွက်5မီရှိုးတိုင်းတွေကနေပြီးတော့နေ့စဉ်ပူပေါင်းမျိုးပြုလုပ်ခဲ့ကြတယ်အခုနောက်ပိုင်းမှာတော့မီရှိုးတိုင်းအရေးအတွက်ဖြည်းဖြည်းတိုးလာတယ်ရဲမိအလားစင်တာတွေကလည်းအပြန်ဆိုင်ဖြစ်လာပြီးတော့စူပေးပွဲတွေကြီးဖြည်းဖြည်းပြောင်းလဲလာကြတယ်2013ကနေစပြီးတော့မီရှိုးတိုင်းတွေကိုဖုန်းဆောင်နေမှာမပြုလုပ်တော့ဘဲနဲ့လွတ်လပ်ရေးကွင်းလို့ခေါ်တဲ့အားကစားပွဲကိုရွှေ့ပြောင်းပြီးတော့ပြုလုပ်ခဲ့ကြပါတယ်မီရှိုးတိုင်းပွဲကစုစုပေါင်း3ရက်ကျင်းပတာဖြစ်ပြီးတော့မီရှိုးတိုင်းပေါင်း17တိုင်းပေါင်းရင်ကျင်းရွေး၄ကြရှိပါတယ်ကလောမီရှိုးတိုင်းကသဘောတရားကတောင်ကြီးနေခွဲတာကမီရှိုးတိုင်းပေါ်မှာမိစားညှိပြီးဆိုရတယ်တဖြည်းဖြည်းချင်းအပေါ်တက်လာပြီးတော့မိဘလေးတွေကသူ့ခန္ဓာအလိုက်မိဘပုံစံပြောင်းပြီးတော့ဒီတက်လာပြီးတော့တအားလှတဲ့ပြီးတော့လှတဲ့ခံစားချက်ကိုခံစားရတယ်နော်ပြီးတော့ဒေတာခံနေစီကနေပြီးတော့ကိုတင်ချခဲ့တာကကြောင့်မိဘလေးကြာလာတဲ့အချိန်မှာကိုကလန့်ပြီးတော့ထွက်ပြေးရမှာမလုပ်ရဘူးမိဘကြာလာတဲ့ကိုစီတက်လာလို့ဆိုရင်မိဘလေးကိုဘေးနည်းနည်းလေးစောင်းလိုက်ပြီးတော့လမ်းကြောင်းလွှဲလိုက်တာကိုပြုလုပ်ခြင်းဖြင့်မိဘကိုစီမရောက်အောင်ရှောင်နိုင်ပါတယ်တဲ့ဒါဒေတာခံနေရနေလို့ကိုတင်ပြရပါတော့